ဒီတစ်ခါမှာတော့ကျွန်တော်တို့မြန်မာတွေရဲ့လူမှုဘဝမှာတကယ်ကိုအရေးပါတဲ့အကြောင်းအရာတစ်ခုကိုပြောပြခြင်းပါတယ်အဲ့ဒါကြောင့်ကျေးဇူးတရားနဲ့ပတ်သက်တဲ့အကြောင်းပါပဲကဲဒါလေးကတော်တော်များများကြုံဖူးကြမယ်ထင်တယ်လူတချို့ကလေသူတို့ကိုကူညီခဲတာတွေကြတော့တိတ်တတိမထားမိဘူးဒါပေမဲ့နောက်တစ်ခါအကူညီလိုလာပြီးဆိုမှပဲပြန်ပြီးတတိယတက်ကြတယ်ဒါကစဉ်းစားစရာလေးနော်အမှန်တော့လေဘဝမှာအချိန်ကြီးကြာလာတာနဲ့အမျှကိုယ့်အလုံးနဲ့ကိုယ်ရှုပ်နေကြတာနဲ့ကိုယ့်တစ်ချိန်ကလက်တစ်ဖက်ကန်းခဲ့တဲ့တူတွေကိုမေးသွားတတ်ကြတာမျိုးကဖြစ်တတ်ပါတယ်ဒါကိုအဖြစ်ပြောတာတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့တတိထားတဲ့အချက်လေးတစ်ခုတော့ဟုတ်ပါတယ်အဲ့လိုအချိန်ကြီးမျိုးတွေတဲ့ကျွန်တော်တို့မြန်မာတွေမှာနှလုံးသားထဲမှာဆွဲနေတဲ့စကားတစ်ခုရှိတယ်ဒါကတော့ဂျေဇူးမေသူမဖြစ်ရတဲ့တူတူလေးနော်ဒါမဲ့တိတ်ကိုအသေးပဲလေးနဲ့ပြီးအစွမ်းထက်တဲ့တတိပေးစကားပါပဲဆိုတော့သူ့ရဲ့အသေးခွေကဘာလေးဆိုတော့ရှင်းရှင်းလေးပါပဲကိုယ့်အပေါ်ကောင်းခဲ့တဲ့သူတွေကိုယ့်ကိုကူညီခဲ့တဲ့သူတွေရဲ့မေတ္တာနဲ့စေတနာတွေကိုဘယ်တော့မှမမေ့ပါနဲ့အမြဲတမ်းအသေးမှပြုပြီးတန်ဖိုးချပါလို့ဆိုလိုတာပါကျွန်တော်တို့မြန်မာယဉ်ကျေးမှုမှာကျေးဇူးဆိုတဲ့အရာကနေရာအများကြီးကနေလာတာပါအဓိကကတော့မိဘတွေပေါ့ပြီးတော့ကိုယ်ပညာသင်ပေးတဲ့ဆရာသမားတွေအခက်ခဲကြုံတိုင်းအနားမှာရှိနေပေးတဲ့မိတ်ဆွေတငယ်ချင်းတွေအဲ့ဒီပုဂ္ဂိုလ်တွေရဲ့ကုညီဆောင်ရှောက်မှုတွေအားလုံးပေါင်းစပ်လိုက်မှလူတယောက်ရဲ့ဘဝဆိုတာပုံပေါ်လာတာလေအဲ့ဒါကြောင့်မို့လို့တကယ်အရေးကြီးတာကဘာလဲဆိုရင်ကိုကဘလောက်ပဲအောင်မြင်ဘယ်နေရာပဲရောက်နေကိုယ့်ရဲ့အစပိုင်းမှာကိုဘာမှမဟုတ်သေးတဲ့အချိန်မှာကူညီခဲ့တဲ့သူတွေကိုတော့ဘယ်တော့မှမေ့ပြလိုက်လို့မဖြစ်ဘူးသူတို့ကကိုဘဝရဲ့အုတ်မြစ်တွေပဲလေနောက်ဆုံးအနေနဲ့ပြောရရင်တော့လေကျေးဇူးတီးတက်ချင်းဆိုတာကလူတယောက်ရဲ့တကစ်တန်ဖိုးကိုပြနေတဲ့မန်တစ်ချက်လိုပါပဲလူတယောက်ကဘယ်လောက်စိတ်သက်မြင့်မြတ်တယ်လဲဆိုတာကိုဒီအချက်တစ်ခုတည်းနဲ့တိုင်းတာလို့ရတယ်ကဲဒီအကြောင်းအရာလေးကိုနားထောင်ပြီးတော့စဉ်းစားစရာလေးတစ်ခုပေးခဲ့ကြပါတယ်ဒီနေ့မှလေကိုဘွားကိုတနည်းမဟုတ်တနည်းနဲ့ပေါ့ကောင်းအောင်ကူညီပေးခဲ့တဲ့လူတယောက်ကိုတတိတရနဲ့များဆွတ်သွယ်ကြည့်ဖြစ်မလားလို့ပါ